အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ဒီနေ့ကနေနေ့ရောက်တိုင်းမှာကျမရဲ့စံပြေတက်တာလှူရှားမှုလေးတွေပဲဖြစ်ပါတယ်အားလုံးပဲလိုက်ပါကြည့်ရှုပေးကြပါဦးအခုကတော့အိမ်ကနေဆက်ထွက်ပြီးတော့ဖျားကြောင်သွားနေတာပဲဖြစ်ပါတယ်ဖျားကြောင်ကိုရထားနဲ့ပြောင်းမှာဖြစ်တယ်မူတရီယာရထားဂိတ်ကိုရောက်ပါပြီရောက်ပါပြီဒါတော့ရထားပေါ်ရောက်ပါပြီရထားပေါ်ရောက်ပြီးမကြဘူးနောက်တစ်ဆင့်ထက်စီရဖြစ်ပါလေဒါတော့ရထားချင်းနေပေါ့နော်နောက်ရထားနောက်တစ်စီကိုထပ်စီရမှာဖြစ်ပါတယ်ဒါတော့ရထားဆောင်နေတာဖြစ်ပါတယ်ရထားနောက်တစ်ဆင့်ထပ်စီဖို့ရထားပေါ်ရောက်ပါပြီရထားကတနားရီလောက်စီရတဲ့ခါကျတော့ရထားပေါ်မှာခိုးကြည့်လိုက်တိထားလိုက်အိတ်လိုက်ပြေးများနေတာပဲဖြစ်ပါတယ်ရထားပေါ်ဆင်းတော့မှာဖြစ်ပါတယ်ရထားပေါ်ဆင်းပြီးကာနာတစ်ဆင့်ထပ်စီရမှာဖြစ်ပါတယ်ဒါတော့ဖျားကြောင်သွားဖို့ကားနောက်တစ်ဆင့်စီဖို့ကားဆောင်မှာဖြစ်ပါတယ်ကားပေါ်ရောက်ပါပြီဒါတော့12နာရီတောင်ကျော်သွားပါပြီဒါတော့ကားထက်စီရပေါ့နော်ဖျားကြောင်လူငယ်တွေနဲ့ကျင်ကျင်တို့ဖျားကြောင်ကိုသွားနေတာပဲဖြစ်ပါတယ်ကားစီရတော့ပြောလို့ပေါ့နော်ကားနှစ်ဆင့်ရထားနှစ်ဆင့်နဲ့ဖျားကြောင်သွားနေပါတယ်ဒါတော့ဖျားကြောင်အရှိကမိကွင်းလေးဖြစ်ပါတယ်အခုကတော့ဖျားကြောင်ထဲကိုရောက်ပါပြီဒီမှာတော့မလာကြသေးဘူးပေါ့နော်ကြိုပြီးတော့လာတယ်ကြိုပြီးတော့လာပြီးတော့ချင်းဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်ဝတ်ပြုချင်းစပြပါပြီဒီနေ့ကရင်ကပို့ပြီးတော့များတယ်ဆိုတော့တွေ့ရတယ်ပေါ့နော်တခြားသောတိုင်းရင်းသားတွေလည်းရှိတဲ့ကဲတော့ဒီနေ့ဖျားကိုဒါတော့ကျမပုဂ္ဂိုလ်ချင်းအစီအစဉ်ကျမပုဂ္ဂိုလ်ချင်းအစီအစဉ်နဲ့မှာကျေးဇူးအဖြစ်ပါဝင်အစီခံအသုံးတော်ခံခွင့်ရတဲ့အတွက်ရရှိကျေးဇူးချီးမွမ်းနဲ့ဖက်ရှင်နာမှာတော့ကပါဆက်ဆက်ပြီးကြပါစေနော်ကျွန်တော်ဒီဘက်လည်းမရှိဘူးကျွန်တော်ဆွဲတယ်မှုကရံပဲပြီးတော့တကယ်နဲ့ဒုက္ခရောက်နေတဲ့ပြည်သားစုတွေပေါ့ပါလေကိုရဲလက်တော်နဲ့သူဆရာနဲ့ယူဒီနေ့ပြပြပြမဲ့အရှင်ဘုရားဘောကိုတို့ကွာပြီးတော့ခုတ်တီးပြီးတော့ကြိုးကြရအောင်ဒါတော့ဆရာတော်အနေနဲ့မှာတရားဒီသနာပညာချင်ဖြစ်ပါတယ်ဒီသူသည်ဘုရားသခင်ဗိမာန်တော်ကိုဖျက်ဆီးထိုသူကိုဘုရားသခင်ဖျက်ဆီးတော်မူလေဘုရားသခင်ဗိမာန်တော်သည်သင်တို့တန်ရှင်ရ၏သင်တို့သည်လည်းထိုဗိမာန်တော်ဖြစ်ကြ၏ချစ်စွာတော်သားများသင်တို့ရောကျွန်တော်တို့အားလုံးဟာဘုရားရှင်ဗိမာန်တော်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာရှိတဲ့နေရာတိုင်းမှာဘုရားရှင်ဗိမာန်တော်ရှိတော်အသက်တာနဲ့အသက်ရှင်ကြရအောင်လို့ဆိုရင်အစမပြသက်ရှင်နေပြီအဘိဓမ္မဘုရားလောကီသားတို့အသက်အဖို့လုံးမှာဆုံးတော်ငါဤသားဒါနဲ့ငါကိုကောင်းနေပြီစားပါလို့မိန့်ပါတယ်အတိုင်းကျွန်တော်ဒီမှာလို့ဆုတောင်းအခုကတော့ဖျားကြောင်ပြီးလို့အနောတို့ကနေပြီးတော့မလိုက်ပို့တာဖြစ်တယ်မိုးချုပ်သွားပါပြီလိုက်ပို့ပေးတဲ့နောက်လည်းကျေးဇူးတင်ပါတယ်ဖျားရှင်ကောင်းချီးပေးပါစေအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ် See you next video